ကျမတို့ဖြတ်သန်းလာခဲ့ကြတဲ့ဘဝတစ်လျှောက်မှာအမတ်တရပေါင်းများစွာရှိခဲ့ကြပါတယ်။ကြုံတွေ့ဖြတ်ကျော်ခဲ့ရတဲ့ကောင်းမွန်တာတွေကိုအမတ်တရလို့သတ်မှတ်ပြီးနာကျင်ဆိုးရွားခဲ့တာတွေကိုတော့ဒဏ်ရာလို့သတ်မှတ်ကြည့်မယ်နော်။အမတ်တရနဲ့ဒဏ်ရာကိုတပုံစီပုံထားလိုက်ဘယ်ပုံကပိုကြီးနေမှာလဲ။သိကြပါတယ်။ဒဏ်ရာအပုံကပိုကြီးနေမှာပါ။အမတ်တရကောင်းတွေစုပုံထားတဲ့အပုံကတော့သေးနေမှာသိကြပါတယ်တကယ်တော့ဒါဟာဘဝပါပဲကျမတို့ဖြတ်သန်းနေကြရတဲ့ဘဝတွေဟာအရာရာပြည့်စုံတဲ့နတ်သမီးပုံမြင်တွေမဟုတ်ပါဘူးကျမတို့ထိတွေ့ဆက်ဆံနေရတဲ့သူတွေဟာလေသူတော်စင်တွေနတ်သားနတ်သမီးလေးတွေမဟုတ်ကြပါဘူးကျမတို့ကိုယ်တိုင်ကလည်းပြည့်စုံနေတဲ့သူတွေမဟုတ်ပါဘူးဒီတော့အရာရာဟာထိလွယ်ရှလွယ်တွေပါပဲအမတ်တရကောင်းတွေရှိခဲ့ကြသလိုဒဏ်ရာတွေကိုလည်းရှောင်လွှဲလို့မှမရနိုင်တာဒါကြောင့်အမတ်တရလေးတွေကိုတင်ထားပြီးဒဏ်ရာတွေကိုတော့လုံးဝမေ့ပြစ်ကြရအောင်လားကျမမိတ်ဆွေများဒဏ်ရာအနာတရားတွေကိုမေ့ပြောက်ထားနိုင်ကြပါစေရှင်